အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။လာမယ့်အနာဂတ်မှာတင့်အနေနဲ့တင့်ရဲ့မျိုးဆက်တွေဖြစ်တဲ့တာသမီမြေမြစ်တွေအတွက်ဘာလက်ဆောင်အမွေဖြစ်ထားရခဲ့မလဲ။ငွေကြေးပစ္စည်းဥစ္စာတွေထားခဲ့မှာလား။ငွေကြေးဆိုတာအချိန်မရွေးတန်ဖိုးပြောင်းလဲသွားနိုင်ပါတယ်။နောက်ပြီးတော့ပစ္စည်းဥစ္စာတွေဟာလည်းကျိုးပဲပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်။ဒါပေမဲ့ချွင်းချက်အနေနဲ့ရာစုနှစ်တွေကြာသည့်တိုင်အောင်တည်မြဲနေတဲ့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်အမွေဆက်ခံနိုင်တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ရွှေပါပဲ။ဒီဗီဒီယိုမှာတော့တင့်ရဲ့အနာဂတ်မျိုးဆက်အတွက်ရွှေကိုဉာဏ်ပညာနဲ့ဘယ်လိုစုဆောင်းပြီးမျိုးဆက်တွေအတွက်အမွေဖြစ်ဘယ်လိုထားရခဲ့မလဲဆိုတာတွေကိုအပိုင်း1ရွှေဟာဘာကြောင့်အနာဂတ်မျိုးဆက်အတွက်အကောင်းဆုံးအမွေဖြစ်တာလဲအပိုင်း2အနာဂတ်အမျိုးဆက်အတွက်ဘယ်လိုရွှေမျိုးစားကိုစုဆောင်းမလဲအပိုင်း3အနာဂတ်မျိုးဆက်အတွက်ရွှေစုဆောင်းခြင်းနည်းဗျူဟာ3မျိုးအစရှိတဲ့အပိုင်း3ပိုင်းနဲ့တေချာရှင်းပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါပထမဆုံးအပိုင်းတစ်အနေနဲ့ရွှေဟာဘာကြောင့်အနာဂတ်မျိုးဆက်အတွက်အကောင်းဆုံးငွေဖြစ်တာလဲဆိုတာကိုအချက်၄ချက်နဲ့ဖော်ပြပေးသွားပါမယ်။နံပါတ်1 timeless value ကာလတန်ခံနိုင်မှုငွေကြေး stock share အိမ်ချမ်းမြေစတာတွေဟာစီးပွားရေးအခြေအနေအရအတက်အကျရှိနိုင်ပေမဲ့ရွှေဟာလူသားယဉ်ကျေးမှုစတင်ကတည်းကယနေ့အချိန်ထိတန်ဖိုးပြောင်းလဲမသွားပါဘူး။နောက်ပြီးတော့ရွှေဟာရာစုနှစ်တွေအတော်ကြာငွေကြေးဖောင်းပွားမှုကိုအကောင်းဆုံးကာကွယ်နိုင်တဲ့အရာဝတ္ထုပစ္စည်းဖြစ်အခုအချိန်ထိတက်တည်ပြနေပါတယ်။နံပါတ်2 tangible heritage ရုပ်ဝတ္ထုဆိုင်ရာအမွေနှစ်ဘဏ်အကောင့်တွေကကိန်းဂဏန်းတွေငွေကြေးစာရွက်စာတမ်းတွေထက်ရွှေပြားရွှေကြွေစစ်လေးတွေကတကယ်အပြင်လက်တွေ့မှာကင်တွယ်လို့ရတဲ့မြင်လို့ရတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။မိသားစုရဲ့ကြိုးပမ်းအားထုတ်မှုဝေမျှလိုတဲ့ခံစားချက်အစရှိတာတွေနဲ့ပြည့်နှက်နေတဲ့ပြသနိုင်တဲ့အမွေနှစ်တစ်ခုလည်းဖြစ်ပါတယ်။နံပါတ်3 universal acceptance ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုကမ္ဘာပေါ်မှာရှိတဲ့မြည်သည့်နိုင်ငံမြည်သည့်နေရာဒေသမှာမဆိုရွှေကိုတန်ဖိုးထားတတ်ကြပါတယ်။ဒီအချက်ဟာမျိုးဆက်သစ်တွေအတွက်ကမ္ဘာနေရာအနှံ့သွားရောက်ရွှေ့ပြောင်းနေထိုင်ရင်တောင်မှယူသွားနိုင်တဲ့လုံခြုံမှုတစ်ခုပါပဲ။နံပါတ်4 simplicity ရိုးရှင်းသောစီမံခန့်ခွဲမှုရွှေဟာအရှုပ်ထွေးတွေစီးမြင့်စည်းကမ်းတွေစာအုပ်စာတမ်းတွေမလိုအပ်ပါဘူး။လုံခြုံတဲ့နေရာမှာတင်စီထားရုံနဲ့ရာစုနှစ်ချီတည်တတ်နိုင်ပါတယ်။အခုဖော်ပြပေးသွားတာကတော့ရွှေဟာဘာကြောင့်အနာဂတ်မျိုးဆက်အတွက်အကောင်းဆုံးငွေဖြစ်တာလဲဆိုတဲ့နံပါတ်1 timeless value ကာလတန်ခံနိုင်မှုနံပါတ်2 tangible heritage ရုပ်ဝတ္ထုဆိုင်ရာအမွေနှစ်နံပါတ်3 universal acceptance ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုမှုနံပါတ်4 simplicity ရိုးရှင်းသောစီမံခန့်ခွဲမှုအစရှိတဲ့အချက်၄ချက်ကိုဖော်ပြပေးသွားတာဖြစ်ပါတယ်အပိုင်း2အနာဂတ်အမျိုးဆက်အတွက်ဘယ်လိုရွှေမျိုးစားကိုစုဆောင်းမလဲအနာဂတ်မျိုးဆက်အတွက်စုဆောင်းနိုင်မဲ့ရွှေမျိုးစားလေးမျိုးကိုအားသာချက်တတိထားရန်အချက်တွေနဲ့ဆက်လက်ပြီးတေချာဖော်ပြပေးသွားပါမယ်နံပါတ်1မျိုးစား small gold bar ရွှေပြားငယ်လေးများတစ်ကြက်သားကနေ9ကြက်သားအထိရရှိနိုင်တဲ့ရွှေပြားငယ်လေးများဟာစုဆောင်းရလွယ်ကူတဲ့ရွှေမျိုးစားတစ်ခုဖြစ်ပါတယ်။အဲ့ဒီလိုရွှေပြားငယ်လေးများမှာအရေးသွေးစံချိန်စံညွှန်းတွေကိုဖော်ပြပေးတဲ့ဟောင်းမာကလေးပါရှိတတ်ပါတယ်။အဓိကအားသာချက်ကတော့တပြားချင်းစီအပြားလိုက်ဖြစ်တာကြောင့်ခွဲဝေပေးရတာအမွေခွဲပေးရတာတွေအတွက်လွယ်ကူစေပါတယ်။တတိထားရမယ့်အချက်တွေကတော့တူလောင်ထားရှိရမှာလုံခြုံမှုရှိရပါမယ်ဝယ်ယူတဲ့အခါမှာလည်းယုံကြည်စိတ်ချရတဲ့ဆိုင်မှာဝယ်ယူရပါမယ်နံပါတ်2အမျိုးအစား gold coin ရွှေကြွေစေးများရွှေကြွေစေးတွေကတော့တည်ဆောင်ရလွယ်ကူပြီးနိုင်ငံတော်အစိုးရတွေကအတိမတ်ပြုအမှတ်တံဆိပ်တွေနဲ့ထုတ်လုပ်ကြတာတွေရှိပါတယ်အဓိကအားသာချက်ကစုဆောင်းသူတွေကြိုက်နှစ်သက်တဲ့ပုံစံဖြစ်တာကြောင့်ပြန်လည်ရောင်းချရမှာလည်းလွယ်ကူစေပါတယ်အားနည်းချက်အနေနဲ့ကတော့ရွှေပြားထက်အနည်းငယ်ဈေးပိုကြီးနိုင်ပါတယ်။နောက်တစ်ခုကရွှေကြွေစစ်အပေါ်မှာရိုက်နှိပ်ထားတဲ့အမှတ်တံဆိပ်အလိုက်တန်ဖိုးကွာခြားနိုင်ပါတယ်။နံပါတ်3မျိုးအစား Gold Vault Services ရွှေဘဏ္ဍာတိုက်ဝန်ဆောင်မှုရွှေဘဏ္ဍာတိုက်ဝန်ဆောင်မှုဆိုတာအိမ်မှာတင်စီထားစရာမလိုပဲလုံခြုံမှုရှိစေတဲ့ရွှေစုဆောင်းမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ online ကနေပြီးတော့ဝယ်ယူတင်စီထားလို့ရပါတယ်။နောက်ပြီးတော့ physical gold ရုပ်ဝတ္ထုရွှေနဲ့လဲလှယ်ခြင်းရင်လည်းလဲလှယ်လို့ရပါတယ်။အားနည်းချက်အနေနဲ့လစဉ်ဒါမှမဟုတ်နှစ်စဉ်တိုးလောင်ခပေးဖို့လိုအပ်ပါတယ်။နောက်ပြီးတော့ရုပ်ဝတ္ထုပစ္စည်းလို့ကင်တွယ်ကြည့်ရှုလို့မရပါဘူး။နံပါတ်4အမျိုးအစား gold bonds and certificate ရွှေအာမခံစာချုပ်စနစ်ရွှေကိုရုပ်ဝတ္ထုပစ္စည်းအဖြစ်မကင်တွယ်ရတဲ့ရွှေပိုင်ဆိုင်ခြင်းအမျိုးအစားဖြစ်ပါတယ်။ရွှေအာမခံစာချုပ်စနစ်ဖြစ်တာကြောင့်စာရွက်စာတမ်းဖြင့်အမွေဆက်ခံရလွယ်ကူစေပါတယ်။အားနည်းချက်ကတော့ငွေကြေးစနစ်အပေါ်မီခိုနေရတာကြောင့်တန်ဖိုးအပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။နောက်ပြီးတော့ရုပ်ဝတ္ထုရွှေလိုကင်တွယ်လို့မရပါဘူး။အခုဖော်ပြပေးသွားတာကတော့အနာဂတ်မျိုးဆက်အတွက်စုဆောင်းနိုင်တဲ့ရွှေမျိုးစားတွေဖြစ်တဲ့ small gold bar ရွှေပြားငယ်လေးများ gold coin ရွှေကြွေစေးများ
Gold Vault Services ရွှေဘဏ္ဍာတိုက်ဝန်ဆောင်မှု Gold Bond Certificate ရွှေအာမခံစာချုပ်စနစ်အစရှိတဲ့ရွှေမျိုးစားလေးမျိုးကိုအသေးစိတ်ဖော်ပြပေးသွားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်ဆုံးအရေးကြီးဆုံးအပိုင်း3အနေနဲ့အနာဂတ်မျိုးဆက်အတွက်ရွှေစုဆောင်းခြင်းနည်းဗျူဟာ3မျိုးကိုဖော်ပြပေးသွားပါမယ်။နည်းဗျူဟာ1 The Consistent Saver ပုံမှန်စုဆောင်းခြင်းလစဉ်ဒါမှမဟုတ်နှစ်စဉ်သတ်မှတ်ထားတဲ့ရက်မှာဥပမာပြောရရင်ကလေးမွေးနေ့နှစ်တစ်ကူအစရှိတဲ့ထူးခြားတဲ့ရက်တစ်ရက်မှာရွှေပမာဏအနည်းငယ်ပုံမှန်ဝယ်ယူစုဆောင်းခြင်းနည်းဗျူဟာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အချိန်ကြာလာတာနဲ့အမျှရွှေပမာဏတိုးလာပြီးမိမိမျိုးဆက်အတွက်လည်းတမိုင်းကြောင်းကောင်းတဲ့ကောင်းမွန်တဲ့ခံစားချက်တွေရရှိပြီးအနာဂတ်မှာလည်းပိုင်ဆိုင်မှုတည်ချစေလာမှာဖြစ်ပါတယ်။နည်းဗျူဟာ The Heritage Legacy မွေးရမြေအမွေနှစ်ဒါကဘာကိုဆိုလိုချင်တယ်လဲဆိုတော့မိသားစုရဲ့ဇာတိအရင်းအမြစ်ဥပမာပြောရရင်မိမိမွေးရဇာတိရွာကမြေကိုရောင်းချလို့ရတဲ့ငွေတွေကအနှဲငယ်ကိုရွှေဖြစ်ပြောင်းလဲဝယ်ယူသိမ်းဆည်းထားခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရွှေဟာငွေထုတ်တထုပ်မဟုတ်တော့ပါဘူး။မိသားစုရဲ့အမြစ်တွေရနောက်ပြီးတော့အတိတ်သမိုင်းတွေနဲ့ပြည့်နှက်နေတဲ့သင်္ကေတတစ်ခုဖြစ်လာပါလိမ့်မယ်။နည်းဗျူဟာ3 The Educational Gift ပညာပေးအမွေနှစ်ကလေးတွေကိုငယ်စဉ်ကတည်းကငွေကြေးစီမံခန့်ခွဲမှုရွှေရဲ့တန်ဖိုးအကြောင်းအစရှိတာတွေကိုသင်ကြားပေးပြီးနည်းနည်းလေးကြီးလာတဲ့အခါသူတို့အတွက်ပထမဆုံးရွှေလက်ဆောင်ဝယ်ပေးခြင်းဟာအနာဂတ်မှာကလေးတွေအတွက်ပိုင်ဆိုင်မှုတစ်ခုရလာစေသလိုငွေကြေးစီမံခန့်ခွဲမှုပညာကိုလည်းသင်ပေးရရောက်စေတဲ့နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလိုလုပ်ခြင်းဟာရွှေထက်ပိုမိုတန်ဖိုးကြီးတဲ့ငွေကြေးပညာကိုအမွေပေးခြင်းလည်းဖြစ်စေလိုပါပဲကလေးတွေကိုသူတို့ကိုယ်တိုင်လည်းဆက်လက်စုဆောင်းတတ်အောင်သင်ကြားပေးရရောက်ပါတယ်။အခုဖော်ပြပေးသွားတာကတော့အနာဂတ်မျိုးဆက်အတွက်ရွှေစုဆောင်းခြင်းနည်းဗျူဟာတွေဖြစ်တဲ့ The Consistent Saver ပုံမှန်စုဆောင်းခြင်း The Heritage Legacy မွေးရမြေအမွေနှစ်အဖြစ်စုဆောင်းခြင်း The Educational Gift ပညာပေးအမွေနှစ်အဖြစ်စုဆောင်းခြင်းအစရှိတဲ့ရွှေစုဆောင်းခြင်းနည်းဗျူဟာ3မျိုးကိုတင်ဆက်ဖော်ပြပေးသွားတာဖြစ်ပါတယ်။ဒီတော့အနာဂတ်မျိုးဆက်အတွက်ရွှေစုဆောင်းတယ်ဆိုတာရွှေတွေကိုတစ်တာထဲထည့်သိမ်းထားတာထက်ပိုပါတယ်ဒါဟာသင်ရဲ့ချစ်ချင်းမြတ်တာစူးစမ်းအားထုတ်မှုနဲ့အနာဂတ်မျိုးဆက်တွေအတွက်မျှော်လင့်ချက်တွေကိုရုပ်ဝတ္ထုပုံစံနဲ့ထားရစ်ခဲ့တာဖြစ်ပါတယ်တကယ်လို့အနာဂတ်မျိုးဆက်အတွက်ရွှေစုဆောင်းခြင်းကိုမစတင်ရသေးဘူးဆိုရင်စတင်ဖို့မခက်ပါဘူးဒီနေ့ရွှေတစ်ချက်သားဟာနောက်အနာဂတ်မျိုးဆက်တစ်ခုလုံးအတွက်ခိုင်မာတဲ့အနာဂတ်ရဲ့အခြေခံဥမြစ်ကြီးဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့ Smart မြန်မာကနေလဲရွှေဝယ်ယူရင်းနှီးမြှုပ်နှံမှုကနေအကျိုးအမြတ်ရရှိစေဖို့အောင်မြင်သောရွှေရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ဖို့ Gold Investment Course ရွှေရင်းနှီးမြှုပ်နှံမှုသင်တန်းကိုဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားပြီးတက်ရောက်ချင်သူတွေအနေနဲ့ comment မှာ course လို့ရေးသွားပေးကြပါဦးနော်ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးကြပါဦးနော် comment မှာလည်းရွှေစုဆောင်းခြင်းနဲ့ပတ်သက်ပြီးသင်ရဲ့အမြင်တွေကိုလည်းမျှဝေပေးသွားပါဦးအခုလိုမျိုးလူအများအတွက်အကျိုးရှိစေမယ့်အသုံးဝင်စေမဲ့ဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Smart မြန်မာကို follow and subscribe လုပ်သွားပေးကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်